သားလေးသမင်းစားတော့နေတိုင်းငါးပြီးနေပဲလားဘာသူပြောတာလဲ ငါပြောတာလေ ဟာငါခွေချက်ကြီးစကားပြောတတ်ပြီအရင်ဟင်းကောင်းကောင်းကျွေးပါဦးမိတ်ဆွေတို့ရေငါခွေစကားပြောတတ်တယ် တကယ်လားဟာခွေးလေးစကားပြောပြပါဦး ခမင်းစားပြီးမှပြောမယ်ရော့ဂျက်ကီဒီချက်ကြော်လေးစားလိုက်နော်ဒီလိုမှငါကကြိုင်တာအမုန်းဆွဲလိုက်မယ်ဟာ views 1000ကျော်သွားပြီ မနေ့ပြန် episode 2လာဦးမယ် Huh?